ဒီနောက်ပိုင်း trend ဖြစ်ပြီးတော့လူကြိုက်များနေတယ်ဒီလိုတစ်ချောင်း900ချက်ကနေစားရတယ်စီချွန်တို့ထိုးကြော်ဆက်ဆက်လေးတွေရဲ့နေ့လည်နေခင်ဘိုင်ဝဝစားလို့ရမယ်ဒီလိုချစ်စရာဖူးလေးနဲ့ rice box menu လေးတွေပါရတယ် Junction City ကဆိုင်လေးမှာသွားစားမှာမလို့ဗီဒီယိုလေးကိုအဆုံးထိဆက်ကြည့်ကြပါအောင်နော်ဒီကင်းကောင်ဆိုင်ခွဲလေးကဆိုင်ခွဲ9ဆိုင်လောက်ရှိပြီးတော့ဆိုင်ခု Junction City ရောက်တော့ဒီ9လမှာရှိတဲ့ Food Street ထဲကဆိုင်ခွဲလေးမှာသွားစားမှာဖြစ်ပါတယ်ဆိုင်နေရာလေးကကြတော့ Junction City 9လကနေတက်လာတဲ့ရွှေပလင်းရဲ့မျက်စောင်းထိုးမှာရှိတဲ့ဒီလိုဝါရောင်တင်းလေးနဲ့ဆိုင်လေးပေါ့နော်ဒီဆိုင်မှာရွေးစရာဒုတ်ထိုးတွေကကြတော့အမျိုး90ကျော်လောက်ရှိတယ်။တော့ကြတော့ကြက်သားဝက်သားပြဝက်ကုတ်သားတွေပြီးတော့အမဲလိုင်းသားနဲ့ဒီလိုပင်လယ်စာတွေအသီးရွက်တွေဆိုလို့ရှိရင်လည်းအစုံပဲ။ဒီကင်းကောက်ရောက်လို့ရှိရင်မပါမဖြစ်ကတော့လေဒီလိုခေါ်ပုတ်ကောင်းကျင်းကြဆွဲပဲပြကြောင်းနဲ့ sausage ချောင်းလေးပဲ။ဒီဒုတ်ထိုးကြော်အရသာလေးတွေကကြတော့မာလာနဲ့ဝူရှမ်းဆိုပြီးတော့နှမျိုးရွေးလို့ရတယ်ပေါ့နော်။ဆိုင်ရတော့မာလာအောင်မှဆက်ဆက်ကလေးစားချင်တာဆိုတော့ level 3လောက်နဲ့မှစားခဲ့လိုက်ပါတယ်။ပြီးတော့လေသူ့စီမှာဒီလိုမျိုး1000မကျော်တဲ့ signature rice box လေးလည်းရတယ်ပေါ့နော်သူ့ရဲ့အသားပြားဆိုလို့ရှိရင်လည်းဒီလိုမျိုးအကြီးပဲသူစီချန်နဲ့လေးတုပ်ပြီးတော့အပေါ်ကနေမှလာမုတ်လေးဖြူပေးထားတာဒီ rice box ရဲ့အသားကြတော့ကြက်သားဝက်သား2မျိုးရွေးလို့ရတယ်ကဲဒါဆိုရင်တော့စိုင်းတို့မှာထားတဲ့ rice box လေးနဲ့ဒုထိုးကြော်လေးရပါပြီဒီ rice box ဘူးလေးတွေကကြတော့လေဒီလိုထမင်းပူလေးပေါ်မှာအသေးရွက်ကြော်ပြောင်းမှုကြော်နဲ့ပြီးတော့ဒီလိုအသားပြားနဲ့ sausage လေးထည့်ပေးတာပါနော်ဒီအတီးရွက်ရဲ့ချိုတက်လေးနဲ့မာလာမို့ဆက်ဆက်လေးဖြူပေးထားတဲ့ဒီအသားပြားနဲ့တွဲစားရတာကလေးတော်တော်လေးကိုလိုက်တယ်ပြီးတော့လေတခြားဆိုင်ခွဲတွေမှာကြတော့1000နဲ့ဒီ rice box နဲ့ကိုလာဆက်မနူးလေးရတယ်ပေါ့နော်ဒီ Junction City ဆိုင်ခွဲမှာကြတော့အေးတွေမရတာနဲ့ဆိုင်ရတော့ဒီလိုမျိုး rice box ဘူးလေးပဲမှာခဲ့လိုက်တယ်ဒီ rice box ဘူးလေးတွေကကြတော့လေနေ့လည်နေကင်းဆိုလို့ရှိရင်ရုံးသမားတွေចောင်းသမားတွေလာစားလို့ရှိရင်လည်းအဆင်ပြေရယ်ဒီလိုတပူးကို9500နဲ့လည်းဘိုက်လဲဝရတယ်ပေါ့နော်ဒါလေးကကြတော့ crispy potato လေးပါသူကကြတော့စားလိုက်လို့ရှိရင်အပြင်သားကျွတ်ကလေးကိုမှအတွင်းအာလူကကြတော့ soft ဖြစ်တော့လေတော်တော်လေးလဲစားလို့ကောင်းတယ်သူကဒီလိုတပူးကိုမှ6000ပဲပေးရတယ်ဒါလေးကကြတော့မာလာမုတ်ဆက်ဆက်လေးဖြူထားတဲ့တူဖူကြော်လေးပါသူရတာလေးကကြတော့လေမာလာနဲ့မွမွေးလေးနဲ့ဟိုမှအတွင်းသားကြအီလေးနဲ့စားလို့ကောင်းတယ်ကဲဒါလေးတွေကကြတော့လူကြိုက်များတဲ့စီချွန်ဒုတ်ထိုးကြော်လေးပါဒီဒုတ်ထိုးကြော်ကလေးနာမည်ကြီးရလည်းမပြောနဲ့စားပြီဆိုလို့ရှိရင်ဒီအမြဲတမ်းဝိုင်းကြည့်ခင်ရတဲ့လူတော့မဟုတ်ဘူးမဟုတ်ဘူးဒီ sausage ကြောင်နဲ့ကောင်းကျင်းကြော်ဆွဲရကြတော့လေရောက်တိုင်းအောင်မပါမဖြစ်ပဲသူ့ရဲ့ရတာလေးကကြတော့ထုတ်အီလေးနဲ့ကိုစားလို့ကောင်းတယ်ဒီလိုအမဲလိုင်းသားတို့ဝက်ကုတ်သားဝက်သားပြရဲဆိုလို့ရှိရင်လေသူက10ချောင်းတစ်စီးနဲ့ရောင်းတာပေါ့နော်ဒီလိုမျိုး10ချောင်းပါတဲ့တစ်ခုကိုမှ4000 5000ဝန်းကျင်ပဲဒီလိုဝက်ဥချောင်းနေဆိုလို့ရှိရင်လေတစ်စီးကိုမှ3500ပဲပေးရတယ်ဒါလေးကကြတော့ပဲပြကြောက်လေးပေါ့နော်။တော့ကြတော့လေမာလာမုတ်ခက်မြက်များလေးဖြူထားပြီးတော့ဒီလိုမျိုးကျွတ်နဲ့စားရတာကအရသာရှိရ။ဒီတစ်စီးဆိုလို့ရှိရင်လည်း2500လာပဲရှိရ။မာလာဆိုလို့ရှိရင်တော့လေဘာပဲလာကြိုက်တဲ့သူဆိုလို့ရှိရင်တော့ဒီကစီချွန်တို့တိုးကြော်နဲ့ rice box လေးတော့ကြိုက်မှသိကြတယ်။ Junction City ရောက်လို့ဘာစားအောင်လည်းမသိဘူးဆိုလို့ရှိရင်တော့ဒီလိုမျိုးအမြင်လဲဆမ်းပြီးတော့စားလို့လည်းကောင်းတယ်စီချွန်တို့တိုးကြော်လေးတွေရဲ့ rice box လေးမှာပြီးတော့ဒီဆိုင်လလလေးမှာဓာတ်ပုံရိုက်ခဲ့လို့လည်းရတယ်နော်။ကဲဒါဆိုရင်တော့ဆက်စားလိုက်ပါဦးမယ်ဆိုင်ရဲ့နောက် vlog တွေမှာပြန်တွေ့ပါမယ်အားလုံးပဲတတား